ဈေးကွက်တွေထိုးကျနေတဲ့အချိန်မှာကျွန်တော်တို့အနေနဲ့ဒီကိုဝယ်ယူရင်းနှီးမြှုပ်နှံထားတဲ့ကုမ္ပဏီရဲ့ share တွေကိုစက်ကင်ထားတင်သလားဒါမှမဟုတ်ရောင်းထုတ်တင်သလားဆိုတာကိုခွဲခြားသိနိုင်ဖို့အရန်အရေးကြီးပါတယ်ဒီကိုဝယ်ယူရင်းနှီးမြှုပ်နှံထားတဲ့ကုမ္ပဏီကကျွန်တော်တို့ဒီစစ်ပွဲကြောင့်မလို့ဒီဝါလီခံရနိုင်တဲ့ bankrupt risk အနေအထားမျိုးမရှိဘူးဆိုရင်တော့ကျွန်တော်တို့အနေနဲ့စိတ်အေးထားပါနောက်တစ်ခုကကျွန်တော်တို့ဒီကုမ္ပဏီရဲ့ဝင်ငွေတိုးတက်မှုနောက်အမြဲရနိုင်စွမ်းနဲ့ကျွေးမီအခြေအနေစတဲ့အခြေခံအချက်အလက် fundamentals တွေခိုင်မာနေတဲ့၍ဈေးကွက်ရဲ့လှုပ်ရှားမှုကြောင့်မလို့ဈေးနှုန်းကျတာကိုကျွန်တော်တို့အနေနဲ့ကြောက်စရာမလိုပါဘူးဒီလိုအချိန်မှာကျွန်တော်တို့အနေနဲ့ရေရှည်ကိုယုံကြည်ပြီးတော့စက်ကင်ထားတာကအကောင်းဆုံးပါဒါပေမဲ့လို့တခုရှိတာကကုမ္ပဏီရဲ့ဝင်ငွေတွေကတဖြည်းဖြည်းကျဆင်းလာပြီးတော့ cash flow လို့ခေါ်တဲ့ကျွန်တော်တို့ငွေကြေးလေပတ်မှုမှာပြဿနာတွေတကယ်ဖြစ်လာပြီဆိုရင်တော့ကျွန်တော်တို့အနေနဲ့ဒီမျက်စိစုံမိတ်ပြီးတော့မယောင်းမဲနဲ့စုပ်ကင်ထားတာမျိုးကအန်ရီအရန်များပါတယ်အဲ့တော့အချုပ်အားဖြင့်ပြောရမယ်ဆိုလို့ချင်းရင်အပေါ်ယံပြောင်းလဲနေတဲ့ price ဈေးနှုန်းနောက်ကိုမလိုက်ဘဲနဲ့ကုမ္ပဏီရဲ့အစစ်အမှန်တန်မှု value ပြောင်းလဲသွားသလားဆိုတာကိုအဓိကခွဲခြားကြည့်တတ်ဖို့အရန်အရေးကြီးပါတယ်ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်တို့ဒီဈေးကွက်တွေထိုးကျနေတဲ့အချိန်မှာကိုဝယ်ထားတဲ့ share တွေကိုဆက်လက်စုပ်ကင်ထားတဲ့သလားရောင်းထုတ်တင်သလားဆိုတာနဲ့ပတ်သက်ပြီးတော့မျှဝေပေးသွားတာဖြစ်ပါတယ် Just for education မှာ no financial advice ပါအဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ရင်းနှီးမြှုပ်နှံမှုလုပ်မယ်ဆိုလို့ချင်းရင်ကိုယ့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့သာလုပ်ဖို့ရအတွက်တိုက်တွန်းချင်ပါတယ်အကျိုးတစုံတရာရလိမ့်မယ်လို့လည်းထင်ပါတယ်အကျိုးတစုံတရာရခဲ့တယ်ဆိုရင်တော့ထုံးစံအတိုင်းပဲ comment မှာ yes လို့မှတ်ပေးခဲ့ပါဦးအဆုံးတအောင်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်မင်္ဂလာရှိသောနေ့ရက်လေးအဖြစ်ပိုင်ဆိုင်နိုင်ကြပါစေ